ဒ
ได้ไหมกูชาပြေးပြီးချမယ်ท่าไหมเฮ้ยဦးမဘယ်ဦးမကနဲ့ဘယ်ဦးသိမကနဲ့ကနဲ့ညာဘယ်ဦးမကနဲ့ဟိုဘက်မှာမီးရှိနေတော့ဘယ်ဦးသိမကနဲ့သိမကနဲ့ဒီဘက်မှာအေးခဏလေးအဲ့နောက်ဆုံးပိုက်လေးပြန်စိုက်ရတယ်ခဏအေးဘယ်နဲ့ညာနဲ့ကိုယ့်ဘက်ကကြည့်ပြီးပြောတာနည်းနည်းလေးပဲနောက်ဆုံးလေးပဲနည်းနည်းလေးအဲ့ပန်းလေးပြန်ချတဲ့နေရာလေးပြန်စမယ်နော်ဒီဟာလေးမဖြစ်တယ်ပန်းချတာလည်းစောတယ်ကြာဖောက်ကန်ကြီးကမှပန်းလေးထားတယ်တေးတက်ခဏီလေးမှာဒီနောက်တော့ကရောက်ဒီအချနေမလားဒီအချနေဟိုဒါကျောင်းမှာဝင်လာလို့ရတယ်အဲကျောင်းကဝင်လို့မရသေးဘူးကပါပေါ်မှာလာမှာ9မိနစ်